နောက်တစ်ချက်ကားတစ်ချက်မဆကားတစ်ချက်ပါလာအားလုံးမင်္ဂလာပါကျွန်တော်တို့နဲ့တက်ဆက်ပေးထားတဲ့ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ပန်ဆက်ဆန်မြကြီးရဲ့နောက်ဝီဒီယို channel မှာရောက်ရှိလာတဲ့တော်ရင်သစ်စာဖြစ်တဲ့ဒီပြောင်းအကောင့်တွေကိုအမဲလက်ခဲ့တဲ့နာဂလူမျိုးတွေရဲ့လှုပ်ရှားပုံလှုပ်ရှားနေနဲ့နာဂလူမျိုးတွေရဲ့ရိုးရာတလေးအရာအသားခွဲဝေပုံခွဲဝေနေလေးတွေကိုလည်းတက်ဆက်ပေးထားခြင်းဖြစ်ပါတယ်အခုဒီကျွန်တော်တို့အမဲလက်တဲ့အခါမှာပေါ့နော်အလုံးအန်တဲ့ရှိတဲ့အကောင့်တွေကိုအမဲလဲရတာကြောင့်လုံးလာပေါ့နော်တတိနဲ့မဲလဲရပါတယ်ပေါ့နော်အခုဆိုရင်လည်းဒီအပိန်းပေါ်မှာလူကရောက်နေတာပေါ့နော်အောက်ကနေလူတွေကိုလိုက်နိုင်ရပေါ့နော်ဒီအကောင်ကဆိုလို့ရှိရင်ပိတ်တာနေရာကျော်ရှိတဲ့ကောင်ပဲဖြစ်ပါတယ်အခုကျွန်တော်တို့ပေါ့နော်ဒီအကောင်တွေကိုစပ်ပြတော့မယ်ဆိုရင်တော့ကျွန်တော်တို့ပြည်တာနဲ့ပြီးလို့ရအောင်ဒါမှမဟုတ်ခုကအကောက်ခွဲလေးရအောင်ကျွန်တော်တို့ကကြည့်ပြီးမှဒီအကောင်တွေကိုပြီးရမှာဖြစ်ပါတယ်ဒီလိုမဟုတ်ရင်တော့အသက်ပါနှုတ်ယူသွားနိုင်တယ်ပေါ့နော်တူတယ်လား这个石头嘎闹得下嘎啦cha哎那嘎这嘎了这那嘎啊嘎的这没事嘎啦洗手去就看来就在家里什么干啥洗手间我走啥洗手间啥拽不来比比哎妈的他们了茶瓜是着给热的搁下搁东西下啊热下的他们是这样啊，完了，他们，查，完了。ကဲအခုအမဲလက်လို့ရတဲ့အကောင့်တွေကိုပေါ့နော်ရိုးရတဲ့လက်ရတားခွဲဝေတဲ့အခါမှာပထမဆုံးစပ်ပြည့်တဲ့သူအတွက်ဆိုရင်တော့ခေါင်းပိုင်းနဲ့ခေါင်းရည်ပြီးတော့ပေါင်တစ်ချောင်းရရှိမှာဖြစ်ပါတယ်ပြီးဒီထဲမှာပါဝင်တဲ့ပေါ့နော်ပထမဆုံးဆက်လက်တဲ့အဖွဲ့ထဲမှာပါဝင်တဲ့သူတွေအတွက်ကတော့ဒီ level ကိုဖြည့်ပေးရမှာဖြစ်ပါတယ်ပြီးဒီ drink lisa တွေကတော့ဒီထဲမှာပါဝင်တဲ့သူတွေပေါ့နော်သူကွာဒီအတွင်းကလေးစားတွေကိုချက်စားမှဖြစ်ပါတယ်ပြီးတော့ဒီအကြတဲ့အသားတွေကြတော့ဒီထဲမှာလာသမျှတက်ကြီးရွယ်အိုကလေးမရွှေပေါ့နော်ကလေးမကြအကောင်ပြီးတော့ပါဝင်တာမဟုတ်ပဲနဲ့ဒီအကောင်ရပြီးပြီဆိုတဲ့ဒီနောက်ပိုင်းမှာရောက်လာတဲ့သူအတွက်ရောပထမဆာရောလို့နောက်မှဆာရောလို့ဆိုပြီးတော့ဒီလိုမျိုးမရှိပဲနဲ့အတူတကွပေါ့နော်တောင်းတူပဲပေါ့နော်လူကြီးကလေးလူကြီးပေါ့နော်အကုန်လုံးအသားတွေကိုခွဲခွဲရမှာဖြစ်ပါတယ်အခေါက်ရောအကုန်လုံးပေါ့နော်ဒီတုတ်ချောင်းတွေကပါလဲဆိုရင်တော့တုတ်ချောင်းတွေကဆိုရင်အခုနကျွန်တော်ပြောသွားတဲ့အထက်မှာ
လူကြီးကလေးအကုန်လုံးပေါ့နော်လာတဲ့လူစင်းကိုပေါ့နော်လူကြီးစင်းကိုလက်မပြရမှာဖြစ်ပါတယ်ပြောပါပေါ့နော်ဘာလို့ဒီအသားခုတဲ့ဆံမှာသူ့အရွယ်စားတွေကိုခုလို့ရအောင်ဆိုပြီးတော့ကျွန်တော်တို့လူချောင်းလေးတွေနဲ့လက်မပြခြင်းဖြစ်ပါတယ်ဒီကျွန်တော်တို့ပေါ့နော်ဘာသားကုန်ပဲဖြစ်ဖြစ်ကျွန်တော်တို့စုပေါင်းပြီးတော့မဲလဲလို့ရတဲ့သားကုန်တွေဆိုလို့ရှိရင်ရတဲ့နေရာမှာပဲကျွန်တော်တို့ကအသားတွေကိုခွဲဝေပြီးတော့ရွာကိုတည်ဆောင်ရမှာဖြစ်ပါတယ်ဒါဂျိုးရရဲ့တလေးပေါ့နော်နာဂရဲဂျိုးရဲ့တလေးပဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ